ဖဲမှာသွားတင်နေကြလဲဟိ English မှာအဲ့ဒီလိုမေးခွန်းဝါကျ questions တိဆောက်ပုံကအခြေခံအားဖြင့်ပုံစံ၃မျိုးရှိပါတယ်။နားလည်လွယ်အောင်အောက်ပါအတိုင်းအုပ်စုခွဲပြီးရှင်းပြပေးပါမယ်။ 1. Yes no questions ဟုတ်မဟုတ်ဖြေရတော့မိခုများ။ဤမေးခွန်းအမျိုးအစားကိုနှစ်ပိုင်းခွဲခြားထားပါတယ်။ be verb သုံးသည့်အခါ am is are was were ဝါကျထဲရှိ verb to be ကိုရှေ့ဆုံးကိုထုတ်လိုက်ရုံပါပဲ။ Are you a student မင်းကကျောင်းသားတစ်ယောက်လား Do, does, did သုံးသည့်အခါ action verb ပါလျင်သုံးရပါတယ်။ဝါကျတွင် like, go, eat စသည့်အလုပ်လုပ်ပြပေါ်ကြည့်ရများပါလျင် do, does, did ကိုအကူအညီယူရပါတယ်။ Do you like coffee မင်း coffee ကြိုက်လား Does she like coffee သူမ coffee ကြိုက်လား။ 2. WH questions အချက်အလက်မေးသောမေးခွန်းများအကြောင်းအရာတစ်ခုခုကိုသိချင်သည့်အခါ WH word များကိုရှေ့ဆုံးကထားရပါတယ်။ What is your name မင်းနာမည်ဘယ်လိုခေါ်လဲ။ 3. မူတာဖတ်သုံးပြီးမိချင်း Can, could, may, should, would စသည်တို့ကိုသုံးပြီးခွင့်တောင်းခြင်းတို့မဟုတ်အကြံဉာဏ်တောင်းခြင်းများပြုလုပ်နိုင်ပါတယ်။ Can you help me ငါ့ကိုကူညီနိုင်မလား May I come in ကျွန်တော်ဝင်ခွင့်ရမလား Should I buy this car ဒီကားကိုကျွန်တော်ဝယ်တင်လားဤအချက်အလက်များဟာအင်္ဂလိပ်စာအခြေခံပြောဆိုရေးသားကြတွင်အလွန်အရေးကြီးသောအခြေခံသဘောတရားများဖြစ်ပါတယ်။ကဲမင်းတို့ကပါမင်းမလဲပြော